ချီရဲ့ Bitcoin တွေကိုလက်ဝယ်ကိုင်ထားတဲ့ထိပ်တန်းကုမ္ပဏီ10ခု Strategy, Tesla, Coinbase အပါအဝင်ကမ္ဘာထိပ်တန်း Public ကုမ္ပဏီ10ခုက Bitcoin ကိုသူတို့ရဲ့ balance sheet မှာဘီလီယံချီထည့်သွင်းထားကြပါတယ်။ပထမဆုံးအနေနဲ့ Strategy က Bitcoin ကိုသူ့ရဲ့ primary research asset အဖြစ်သတ်မှတ်ထားတဲ့ပထမဆုံး Public ကုမ္ပဏီဖြစ်ပါတယ်။ Michael Saylor နဲ့သူ့ရဲ့ co-founder က $1.6 billion ကျော်တန်တဲ့1,732 BTC ကိုကိုယ်ပိုင်နဲ့ရွေးထားသူပါ။နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Elon Musk ရဲ့ Tesla က2020မှာ Bitcoin ကို$1.5 billion ရင်းနှီးမြှုပ်နှံခဲ့ပြီးယခုအခါ1,509 BTC ကိုလက်ဝယ်သိမ်းဆည်းထားတဲ့ Bitcoin ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။အရင်က Tesla က Bitcoin နဲ့ကားဝယ်လို့ရတယ်ဆိုပြီး2021မှာကြေညာခဲ့ပေမဲ့2လကြာမှပဲပြန်ရုပ်သိမ်းခဲ့ပါတယ်။နောက်တစ်ချိန်မှာ Bitcoin နဲ့ကားထပ်ဝယ်ဖို့ဖြစ်လာမယ်လို့ပြောထားပါတယ်။ Marathon Digital Holdings ဆိုတဲ့ Bitcoin mining ကုမ္ပဏီက4,931 BTC ကိုသူတို့ရဲ့ treasury မှာသိမ်းဆည်းထားပါတယ်။2024 Bitcoin halving ပြီးမှာတော့သူတို့ရဲ့ mining operation ကိုအစမတန်ချက်ထွင်ခဲ့ပါတယ်။ $2 billion နီးပါးကို convertible note ကနေရှာပြီး Bitcoin ဝယ်ယူခဲ့ပါတယ်။ Riot Platform က$19,223 BTC ကိုပိုင်ဆိုင်ထားပြီး Texas မှာ1 gigawatt mining facility ကို$150 million နဲ့တည်ဆောက်ခဲ့တဲ့ကုမ္ပဏီပါ2024 Bitcoin halving ပြီးမှာတော့ profitability မြင့်နေဆိုတာကို shareholder တွေကိုတတိပေးခဲ့တယ်။ Donald Trump ရွေးကောက်ပွဲနိုင်တဲ့အခါပြောတဲ့အတိုင်း Bitcoin mining story ပြန်တက်လာခဲ့တယ်။ဒါကြောင့် Bitcoin ပိုင်ဆိုင်ထားတဲ့ top 10 ကုမ္ပဏီဖြစ်လာခဲ့တယ်ဆိုတာလည်းမမှားပါဘူး။ဒီကုမ္ပဏီတွေက Bitcoin ကိုဘာကြောင့်တလောက်ကြီးစုဆောင်းနေကြတာလဲ။ပရိသတ်တို့ရဲ့အမြင်ကိုလည်း comment မှာပြောခဲ့အောင်နော်။